ကိုကဂျပန်မှာအလုပ်လုပ်ဖို့ရည်ရွယ်ထားတဲ့ဆိုရင်တော့နောက်ဆုံးနှစ်ရဲ့ဥချိန်လောက်ပေါ့နော်၄လပိုင်း၅လပိုင်းလောက်မှာအလုပ်ရှာဖို့ကြံပေးကြပါတယ်အားလုံးမင်္ဂလာပါအခုဆိုရင်ဂျပန်မှာပေါ့နော်ဒီဒိုင်ဂါခုတွေဆမ်မွန်းနေတက်နေတဲ့နောက်ဆုံးနှစ်ကျောင်းသားကျောင်းသူတွေကဒီအလုပ်ရှာရတော့မယ်ပေါ့နော်ရှူးရှော့ခုခါစတွေလုပ်ရတော့မယ်ဆိုတော့私はဒီဗီဒီယိုမှာ私ရှူးရှော့ခုခါစတွေလုပ်ခဲ့တဲ့အတွေ့အကြုံတွေကို sharing လုပ်တာပေးချင်ပါတယ်ဒီကလေးမှာကိုကနောက်ဆုံးနှစ်ကျောင်းသားကျောင်းသူဖြစ်တယ်အလုပ်ရှာဖို့အတွက်အထောက်အကူဖြစ်နေဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါနော်အရင်ဆုံးအရေးကြီးတာတစ်ခုကဘာလဲဆိုတော့ကိုကဂျပန်မှာအလုပ်လုပ်ဖို့ရည်ရွယ်ထားတယ်ဆိုရင်တော့နောက်ဆုံးနှစ်ရဲ့ဒီအခုချိန်လောက်ပေါ့နော်၄လပိုင်း၅လပိုင်းလောက်မှာအလုပ်ရှာဖို့အကြံပေးချင်ပါတယ်စောစောစီးစီးရှာဖို့အကြံပေးချင်ပါတယ်ဘာလို့လဲဆိုတော့ကိုကစောစီးလုပ်မယ်ဆိုရင်ကုမ္ပဏီဘက်ကနေပြီးတော့အလုပ်ခန့်တာလည်းလွယ်တယ်ပြီးရင်စိတ်အေးရတယ်ကွာအဓိကအနေနဲ့စိတ်အေးရတယ်တကယ်လို့မှကုမ္ပဏီဘက်ကကိုယ်အလုပ်မခန့်သေးဘူးဆိုရင်တော့မှပဲအင်တာဗျူးတွေခဏခဏကြာနေတယ်ဆိုရင်တော့မှပဲကိုကဒီဘယ်လိုလုပ်ရမလဲဆိုတော့အထာတည်တယ် process တည်တယ်ဒါကြောင့်မလို့နောက်ပိုင်းမှာထပ်ပြီးလုပ်ရင်လည်းပဲမခက်တော့ဘူးပေါ့နော်အဲ့လိုဖြစ်ဒီဗီဒီယိုမှာပေါ့နော်私ကအချက်9ချက်နဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့နံပါတ်1ချက်ကကြဘာလဲဆိုတော့ကိုကဘယ်ဟာကိုစိတ်ဝင်စားလဲဆိုတာကိုမြန်မြန်စဉ်းစားဖို့လိုတယ်ပြောမယ်ဆိုရင်တော့ကိုယ့်ရဲ့ပေါ့နော်လှုပ်ချင်တဲ့ဟာကိုရှီဘိုးလူလုပ်ဖို့ညှစ်ထုတ်ဖို့လိုအပ်တယ်ပေါ့နော်ကိုကဘယ်လိုမျိုးကြောကိုင်းမှလှုပ်ချင်လဲဘယ်လိုမျိုးကြောရှုမှလှုပ်ချင်လဲပေါ့နော်ဥပမာပြောမယ်ဆိုကြောကိုင်းဆိုရင်ကိုကလှုပ်ချင်တာကဒီခိုးဒီကြောပေါ့နော်ခိုးဒီကြော retail ဘိုင်းပေါ့နော်စိတ်ဝင်စားတယ်ဆိုရင်ဟုတ်ပြီ retail ဘိုင်းမှာဘယ်လိုမျိုးလဲပေါ့နော်ဥပမာsupermarket တွေလားဒါမှမဟုတ်ရင်လည်းပဲဒီအဝတ်စားတွေရောင်းနေဆိုင်နေလားဒါမှမဟုတ်ရင်လည်းပဲ makeup ပစ္စည်းတွေရောင်းနေဆိုင်နေလားစသဖြင့်ပေါ့နော်အဲ့လိုမျိုးအသေးစိတ်ပေါ့နော်အသေးစိတ်လိုပဲပြောမှာပေါ့နော်ညှစ်ထုတ်ဖို့လိုအပ်တယ်ပေါ့နော်ကိုလှုပ်ချင်တဲ့ဟာကိုအရင်ဆုံးတွေးဖို့လိုအပ်တယ်ပေါ့နော်ဒါနံပါတ်1ချက်ဖြစ်ပါတယ်နံပါတ်2ချက်ကကြပါလဲဆိုတော့ဂျီကိုဘွန်းဆက်ကီလုပ်ဖို့လိုတယ်ပေါ့နော်ဂျီကိုဘွန်းဆက်ကီဘယ်လိုလုပ်မလဲဆိုတော့ဒီကိုယ့်ရဲ့အားတာချက်အားနေချက်ရပြီးရင်ကိုဘာလုပ်နိုင်လဲဆိုတော့စဉ်းစားရင်ရပါပြီပေါ့နော်ဟုတ်တယ်မလားဆိုတော့ကိုကဘယ်လိုမျိုးနေရာတွေမှာအားတာလဲကိုကဘယ်လိုမျိုးနေရာတွေမှာအားနေလဲပြီးနောက်ကကိုကဘယ်လိုမျိုးအတွေ့အကြုံတွေရှိလဲဘာတွေလုပ်နိုင်လဲပေါ့နော်ခြုံငုံပြောမယ်ဆိုရင်တော့ကိုယ့်ရဲ့အားတာချက်အားနေချက်ရပြီးနောက်ကကိုဘာလုပ်ချင်လဲဆိုတာကိုဒီချာလေးပေါ့နော်ကြောကိုက်ကြောရှုနဲ့ခွဲပြီးတော့ပေါ့နော်စဉ်းစားဖို့လိုအပ်ပါတယ်ပေါ့နော်ဟုတ်ပြီနံပါတ်3ချက်ကဘာလဲဆိုတော့အလုပ်တွေစပြီးတော့ရှာဖို့ဖြစ်ပါတယ်စောစောစီးစီးရှာပါကိုကပေါ့နော်ဘာလို့ရှင်လဲဆိုတာတိတာနဲ့တန်းပြီးတော့အလုပ်ရှာတဲ့ website တွေမှာတန်းပြီးတော့အလုပ်ရှာဖို့လိုအပ်တယ်ပေါ့နော်တခြားပေါ့နော်ဘာမှမပြင်ဆင်သေးဘဲနဲ့ဘာလို့တန်းပြီးတော့အလုပ်ရှာခိုင်းရလဲဆိုတော့အဲ့ဒီဟာတွေရှာရင်နဲ့ကိုကပေါ့နော်ဒီလိုလုပ်ငန်းတွေရှိပါလားဒီလိုဟာတွေရောရှိပါလားဆိုပြီးတော့ကိုကတိပြီးတော့တခြားစိတ်ဝင်စားတဲ့ဟာတွေလည်းထွက်လာနိုင်တယ်ပေါ့နော်ပြီးရင်ကိုကဒီ website တွေကိုစောစောစီးစီးရှာဖွေထားတာဖြစ်တာကြောင့်မလို့ website ရဲ့အထာတွေလည်းတည်လာမယ်ဘယ်လိုလှုပ်ဆောင်ချက်ရှိတာတွေလဲဆိုတာကိုတည်လို့ရမယ်ပေါ့နော်ဆိုတော့私မိနစ်ကပေါ့နော်အလုပ်ရှာတော့တုံးခဲ့တာကဘယ်လိုလဲဆိုတော့ဒီ application တွေဖြစ်တယ်mynabi ရယ် dikunabi ရယ်ပြီးနောက်က indeed ရယ်ပြီးရင် gaijin port ဆိုတဲ့ဟာရယ်ပြီးနောက်က jobs in japan ဆိုတဲ့ဒီ website တွေပေါ့နော် application တွေလည်းရှိပါတယ်အဲ့ဒီဟာတွေကိုတုံးခဲ့ပါတယ်ပေါ့နော်ဒီ mynabi တို့ likunabi တို့ကတော့အများဆုံးပဲပေါ့နော်ဆိုတော့ဒီ website တွေကိုတုံးတတ်အောင်ပေါ့နော်များများလေးကိုက application ထဲမှာဝင်ကြည့်နေဖို့လိုတယ်ပြီးရင်တုံးတဲ့နီလန်လေးတွေပါရှာပြီးတော့ကြည့်ရင်တော့ကောင်းမယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုမသိတဲ့ဟာတွေကအများကြီးပဲကိုတာမှန်ဆိုရင်မမြင်တဲ့ဟာတွေကအများကြီးပဲပေါ့နော်ဆိုတော့အဓိကတော့ဒီ application ထဲမှာဘာလုပ်ရမလဲဆိုတော့ကိုကအလုပ်ရှာရမယ် keyword တွေထည့်ပြီးတော့ရှာရမယ်ရှာပြီးရင်ဘာတွေလုပ်ရမလဲဆိုတော့Sesame ကိုင်နေတက်ပါအဲ့ဒါအရေးကြီးတယ်ပေါ့နော်ဒီ application နဲ့ဘာလို့စီရင်လဲဆိုတော့မနေ့စံတော့ကို Sesame ကိုင်တက်စီရင်တယ်ပေါ့နော်ကုမ္ပဏီကသူတို့ရဲ့ကုမ္ပဏီအကြောင်းဒီခေါ်တဲ့လုပ်ငန်းတွေအကြောင်းနော်ခေါ်တဲ့ position အကြောင်းကိုသူတို့ရှင်းပြတယ်အမြဲတမ်းပေါ့နော်ဆိုတော့ဒါကြောင့်မလို့ Sesame ကိုင်နေများများတက်ပါပေါ့နော်အလုပ်မလျှောက်သေးဘူးเนาะ Sesame ကိုင်နေပဲတက်ပြီးတော့ဒီ company အကြောင်းသိအောင်လုပ်မယ်ဒီ position ကဘယ်လိုမျိုးလုပ်ငန်းလုပ်ရတယ်လဲဆိုတော့အကြောင်းတွေများများသိမယ်ဆိုရင်ကိုကပေါ့เนาะကိုလှုပ်ချင်တာနဲ့ထပ်တူကြလားဆိုတာမျိုးသိလိုက်နေပြီးရင် source CC ပေါ့เนาะဒီ company တွေပြီးနောက်ကဒီအလုပ် position နေရာတွေကိုလေ့လာတာဖြစ်တာကြောင့်မလို့AACC နဲ့ပေါ့เนาะကိုကရွေးလို့ရတယ်ပေါ့เนาะအဲ့ဒီအားသာချက်ရှိဆိုတော့ဒါကြောင့်မလို့အနည်းဆုံးတော့ကိုကအင်တာဗျူးတွေပါတယ်မဖြည့်ခြင်းသေးဘူးဆိုရင်ဒီ website တွေမှာ Sesame ကိုင်နေအနည်းဆုံးတက်ထားပါပြီးရင် Sesame ကိုင်ပြီးရင်တော့ဘယ်လိုမျိုးလဲဆိုတော့ entry sheet တင်ရတယ်တင်ပြီးတဲ့အခါမှာသူတို့ကကြည့်ပြီးတော့ပုံမှန်အဖြစ်မှာเนาะဒီ interview ခေါ်တယ်အဲ့လိုမျိုး process ရှိတာပေါ့เนาะဆိုတော့ကိုကSesame ကိုင်တက်လို့ interview ဖြေရမယ်ဆိုတာမျိုးမဟုတ်ဘူးပေါ့เนาะဒါကြောင့်မို့လို့ကိုကလုပ်ငန်းအကြောင်းတွေ
နေရာတွေအကြောင်းတွေသိအောင်လို့ဆက်စမိတ်ကင်နေများများတက်ဖို့လိုပါတယ်ပေါ့နော်အဲ့ဒါလေးကိုအရေးကြီးတယ်နံပါတ်၄ချက်ကတော့ဘာလဲဆိုတော့ entry sheet ပြင်ဖို့ဖြစ်ပါတယ် CV form ပြင်ဖို့ဖြစ်ပါတယ်ပေါ့နော် CV form ကအဓိကဘာတွေပြင်ရလဲဆိုတော့ Chico Shokai Chico PR ပြီးရင်Shibodoki ပေါ့နော်ဘာလို့ဒီ company မှာအလုပ်လုပ်ချင်တာလဲပြီးရင်တော့က Xiaomi Yoami အဲ့ဒါလောက်ပါပဲပေါ့နော်ဆိုတော့CV form ကိုပုံမှန်အဖြစ်တော့2ခု3ခုလောက်ပေါ့နော်ပြင်ထားတင်တယ်ဘာလို့လဲဆိုတော့ကိုရှောက်မှာ company တစ်ခုတည်းမဟုတ်ဘူး company တွေအများကြီးရှောက်မှာဆိုတော့ company တွေမှာလည်းပဲသူတို့ရဲ့ company ပေါ်မှာမူတည်ပြီးတော့ပေါ့နော်အလေးထားတဲ့ဟာတွေဘယ်လိုမျိုးဟာတွေဘယ်လိုမျိုး position လိုချင်တယ်ဘယ်လိုလူမျိုးလိုချင်တယ်ဆိုတာမျိုးတွေရှိတာမလားဒါကြောင့်မလို့ပေါ့နော်ကိုက Chico Shokai ကဒီတစ်ခေါက်မှာကိုယ့်ရဲ့ Xiaomi ကဒီလိုဆိုရင်နောက်တစ်ခုမှာကိုယ့်ရဲ့ Xiaomi ကဒီလိုဆိုတော့အဲ့လိုမျိုး2ခု3ခုလောက်ပြင်ထားပြီးတော့ပေါ့နော်ဒီ company နဲ့ပေါ့နော်ကိုက်ညီလောက်မဲ့ဟာကိုတင်တာမျိုးလုပ်ပေါ့နော်CV form ပြင်ရတာလည်းပဲစောစောစီးစီးပြင်ထားရင်တော့ပိုကောင်းတယ်မဟုတ်ဘူးဆိုရင်အလုပ်ရှုပ်တယ်အဲ့ဒီကောင်ကအရင်စဉ်းစားရတယ်ပေါ့နော်ဒါကြောင့်မလို့စောစောစီးစီးလေးပဲဒီ CV form လေးပြင်ထားဖို့အကြံပေးချင်ပါတယ်ပေါ့နော်ပြီးနံပါတ်5ချက်ကဘာလဲဆိုတော့Kigyo Kankyu ပြီးရင် Gyokai Kankyu ပေါ့နော်ဆိုမှဆက် Gyokai Kankyu ကအရင်လောက်ရမယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုက interview မတိုင်ခင်မှာ Gyokai Kankyu နဲ့ Kigyo Kankyu ကိုတေချာလောက်ထားမယ်ဆိုရင် interview မှာကောင်းကောင်းမွန်မွန်ဖြေနိုင်မှာဖြစ်ပါတယ်ဆိုတော့ကိုကဒီလုပ်ငန်းနယ်ပယ်မှာလုပ်ရှင်နေဆိုရင်ဒီလုပ်ငန်းနယ်ပယ်ကဘယ်လိုမျိုးလုပ်ရတယ်ဘာတွေဘယ်လိုရှိတယ်ဆိုတာကိုတေချာကြိုတင်လေ့လာထားရင်ပို့ပြီးတော့မကောင်းလားပြီးရင်နောက်တစ်ခုကတော့ Kigyo Kankyu ပေါ့နော်အဓိကတော့ဘာလဲဆိုတော့ဒီ company ကဘာတွေလုပ်လဲ company ရဲ့အကြောင်းအရာတွေ company ကဘာတွေကိုအလေးထားလဲ company ရဲ့ concept ဒီ company ရဲ့ value company ရဲ့ဒီ linear တော့ပေါ့နော်အဲ့လိုမျိုးဟာတွေကဘာတွေလဲပေါ့နော်ဘာလို့အဲ့ဒါတွေလေ့လာဖို့လိုတယ်အဓိကတော့ company အကြောင်းလေ့လာဖို့လိုတာပေါ့နော်ဆိုတော့ဒီဟာတွေတခြားလောက်ထားမယ်ဆိုရင်ကိုက interview မှာသူတို့လိုချင်တဲ့ point ကိုဖြေနိုင်မှာဖြစ်ပါတယ်ပေါ့နော်နံပါတ်6ကတော့ဘာလဲဆိုတော့ interview လေ့ကျင့်ဖို့ပဲဖြစ်ပါတယ် interview လေ့ကျင့်တဲ့အခါမှာဘာတွေအဓိကလုပ်ရမလဲဆိုတော့ Chico Shokai ရဲ့ပြီးရင် Shibodoki ပေါ့နော်ကိုကဘာလို့ဒီ company မှာလုပ်ချင်လဲဆိုတာရဲ့ပြီးရင်ကိုက Gakseji တိုင်းမှာဘာတွေလုပ်ခဲ့လဲပေါ့နော်အဲ့ဒီဟာကလည်းပဲဒီကိုလုပ်ခဲ့တဲ့ဟာနဲ့ဒီ company ရဲ့အကြောင်းအရာနဲ့နည်းနည်းဆက်နေတယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းနေပေါ့နော်ပြီးရင်နောက်တစ်ခုကဘာလဲဆိုတော့ကိုအနာဂတ်မှာဘာလုပ်ချင်လဲကိုဒီ company မှာဘာလုပ်ချင်လဲကိုရဲ့အနာဂတ်နဲ့ဒီ company ကိုချိတ်ဆက်လိုက်မယ်ဆိုရင်တော့ပို့ပြီးတော့ perfect ဖြစ်မှာပေါ့နော်ဆိုတော့ဒီဟာလေးတွေကိုတေချာပြင်ဆင်ထားဖို့လိုတယ်ပေါ့နော်နံပါတ်9ကတော့ဘာလဲဆိုတော့တခြားကိုဖြည့်စရာလေးတွေကိုတိစရာလေးတွေလေ့လာထားဖို့လိုတယ်ပေါ့နော်ဘာတွေလဲဆိုတော့အရင်ဆုံးနံပါတ်1အနေနဲ့ပြောမယ်ဆိုရင်တော့ဂျပန်စာပေါ့နော်ဂျပန်စာ level မြင့်အောင်လုပ်ထားပါနောက်တစ်ခုကဂျပန်ရဲ့ဒီ business manner လေးတွေပေါ့နော်ဥပမာထားဒီ message လုပ်တဲ့အခါမှာဘယ်လိုမျိုး manner လေးတွေရှိတယ်စသဖြင့်ပေါ့နော်ဒါလေးလေ့လာထားဖို့လိုမယ်ပြီးရင် email ပေါ့နော်ဂျပန်လို email ပို့တဲ့အခါမှာဘယ်လိုမျိုးလေးတွေရှိလဲဆိုတော့ကြိုတင်လေ့လာထားရင်တော့ပိုကောင်းတာပေါ့နော်နောက်ဆုံးတစ်ခုကတော့ဗာလဲဆိုတော့私တော့ဒုက္ခရောက်ခဲ့တဲ့ဟာပေါ့နော်ဒီစုပေါ့နော်စုလေးတွေကြိုတင်ပြင်ဆင်ထားပါပေါ့နော်အနက်ရောင်စုကိုမှဒီဖနက်ရဲ့ neck tie ရဲ့ပြီးရင်နောက်ကအိတ်ပေါ့နော်ဒီအိတ်ကိုမှထောင်လို့ရတဲ့အိတ်ပေါ့နော်ထောင်ထားလို့ရတဲ့အိတ်ပေါ့ပြီးရင်မိုးရတဲ့ဘာညာဆိုရင်တော့ထီးပေါ့နော်ထီးရတော့ပုံမှန်အဖြစ်တော့ခောက်ထီးရပို့ခေါင်းခောက်ထီးဆိုရင်ခောက်ပြီးတင်ထားအထက်ပြန်ထည့်ထားလိုက်အောင်ပဲပေါ့နော်အဲ့လိုမျိုးပြင်ဆင်ထားရင်တော့လုံးဝကိုပဲ perfect ဖြစ်မှာပါနောက်ဆုံးတစ်ခုအချမ်းပေးနေတာအရေးကြီးဆုံးပဲအဲ့ဒါကတော့ဘာလဲဆိုတော့အကြောင်းကိုပဲအာမကိုပါနေပေါ့နော်ဘာလို့လဲဆိုတော့အကြောင်းကလည်းပဲသူတက်နိုင်တယ်လို့လုပ်တယ်ဒါပေမဲ့တေချာတစ်ခုကတော့အကြောင်းရဲ့လုပ်ပေးတဲ့ဟာကကိုယ့်အတွက်အထောက်အကူဖြစ်တယ်ဆိုတော့20%လောက်ပဲရှိရလို့တစ်ချက်ထင်တယ်ကျန်တဲ့80%လောက်ကကိုယ့်အကိုလုပ်ရတာပေါ့နော်ဒါကြောင့်မလို့အကြောင်းကိုပဲမဆောင်နဲ့ကိုယ့်အကိုပဲတေချာ step by step လုပ်တော့အဲ့ဆိုရင်ရမှာတေချာအကြောင်းဆရာတွေကဘာလုပ်ပေးနိုင်လဲဆိုတော့အဓိကကိုယ့်ကို support လုပ်ပေးနိုင်တာပဲရှိအဓိကလောက်ရမှာကကိုပဲဖြစ်တာကြောင့်မလို့စောစောစီးစီးလေးရှာပါစောစောစီးစီးလုပ်ပါမသိရင်ကျောင်းဆရာတွေနဲ့တိုင်ပင်ပါဒါအဓိကအရေးကြီးဆုံးပဲပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်တော့ဒီအတိုင်းလေးပေါ့နော်နည်းနည်းလိုက်လုပ်ကြည့်မယ်ဆိုရင်မင်းတို့ဆန်တော့အလုပ်ရှာတဲ့အခါမှာအဆင်ပြေမယ်လို့ထင်တယ်အလုပ်ရှာတာအရန်ပင်မနေဆိုတာတည်တယ်အရန်ကိုပင်မနေလူလဲပင်မနေစိတ်လဲပင်မနေမဲလဲပေါ့နော်ကိုကဒီလိုမျိုးစောစောစီးစီးလေး step by step ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင်တော့အရန်ကိုပဲအဆင်ပြေမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့皆さん頑張ってくださいဟုတ်ပြီအဲ့ဆိုရင်တော့ရမယ်လို့ထင်ပါတယ်နောက်ဗီဒီယိုမှာတွေ့မယ်နော်またね